အားလုံးတာလီတော့ပါအခုကျွန်တော်တို့ဒီဗီဒီယိုကကြကြီးကျွန်တော်တို့ရုပ်ကိုဖိုက်စင်းအတော့ကနေပြီးတာစီခိုက်တယ်လေးမရအပိကေအသားတွေဆုံးမလေးမရှိဘဲနဲ့ကျွန်တော်တို့ဘုံဧရိယာစာကွန်ထိကနေလွယ်မောက်လာကျွန်တော်လူတယောက်ကိုကျွန်တော်တို့အင်တာဗျူးလုပ်ဖိုက်ပါဆိုရင်သူဒီကိုကတော့ကြီးကျွန်တော်ရအခန်းဖိုက်တဲ့နေရာခါဒီလီဂိုတိုက်ခိုက်ဒီဘုံကြရဲ့နေရာနဲ့ပေတရာတော့မှရှိနေလူဖိုက်ပါသူဇာပမျိုးနေပြီးလွယ်မောက်လာဆိုတော့ကိုနေပြီးတာကျွန်တော်ခေါ်ပါပြလာပါမယ်ဒီတာလီတော့ပါဟုတ်ပါအခုနာမည်ထားမချပြီးပါကျွန်တော်နာမည်ထင်းလို့ဆိုပါဟုတ်ပါဒီရအခန်းဖိုက်တဲ့နေရာခါအခုတော့ဇာမရှိနေပါကျွန်တော်ဇာအခန်းဖိုက်တဲ့နေကကျွန်တော်နေတော့မှရှိပါတယ်အခုနေရတဲ့ဇာမပါရုံုံကြည့်ရပါရပုံကြားရနေရဇီနာအဝိုက်ပါလေရနာမပါဟုတ်ပါဒီရဘုံကြားရနေရနဲ့အခုအိနေကဇာလောက်ကွာပါလေအကွာဝီတော့ကဟိုပေ90ဝန်းကျင်လောက်ကွာပါတယ်90ဆိုရနေအခန်းဖိုက်တဲ့နေရဒီဘုံကြားရခါမှာအခုတော့ရမရှိပါလားဟုတ်ပါရအခန်းဖိုက်တဲ့နေရခါဒီအခုအိမ်မှာလူစားနေရောက်ရှိပါလားကျွန်တော်အိမ်မှာရနေကလူ3ယောက်ရှိပါတယ်ဟုတ်ပါရ3ယောက်လုံးထိခိုက်တယ်ဒီအရှိကျဆိုရှိပါလားထိခိုက်တယ်မှာရှိပါ3ယောက်စလုံးတော့ကဟုတ်ပါဆိုဒီရောက်ရကိုဒီကျဲလာရဲ့အချိန်ကဟိုဇာပမျိုးနေလိုက်ခဲ့ပါလေကျွန်တော်ကတော့ကအေးဘုံမရှားခံအရင်ဆုံးမေပမာဝဲနေလိုက်ပါရနေဖိုင်လို့လေဟိုတန်ရမလားပဲလွယ်လာကြပါလေဟုတ်ပါကျဲလာအသင်ကချန်ဝဲပလိုက်ကြပါဘုံကိုပဲဝါအသင်ကချန်ကတော့ကကျွန်တော်ကဒါဆိုလေအတွေးကုန်လေးမရှိသိန်းဆိုကဟိုထော်ကေးဖို့ပါပြန်ပါတယ်အေးနောက်တစ်ယောက်ကကျွန်တော်ကိုဆွေးထားပါတယ်သူကကြခဲ့အတွေးကုန်ဟင်းနေပါလိမ့်မလားသူကကြမှာကြခဲ့အရင်တစ်ခါနှစ်ခါရှာဖို့ရဆိုတာသူကကျဲလာဆိုကေအေးပိုင်အသင်နဲ့လာကေအေးပိုင်ရှာနိုင်ဆိုတော့ခင်မင်းလို့သိရခါမှာသူကကျွန်တော်ကိုဆွေးတတ်ပါတယ်ဝဲနေဆိုမလားရပါရှင်ခါကိုဝဲပိဇာနဲ့ရှာပါဗျဟိုမှာတော့ဟုတ်ပါအစားဒီလာလို့စာရေးစားရှိပါလားအစားကတော့ကျွန်တော်ဝဲနေအတော်နဲ့ဟိုအောက်ပိုက်ကတော့အစားကောက်မလားပါအေးကျွန်တော်ရေကီနေရလောက်ကတော့ round လိုက်ပါတယ်အေးရရှင်ကပုံပေါက်ကွေးအာဒီနဲ့ထိုင်အာဒီနဲ့အောက်ကမေဒီကြောက်ခေဒီအထောက်ကိုပြန်တာလားအချိန်မှာအစားရောက်ကြမလောက်ကြကိုလေပုံခဏမတတိမထားမလို့ပါဗျဟုတ်ပါဘူးရ3ယောက်လုံးစားဝဲနေလိုက်ကြပါလားမဟုတ်ရဲ့ဟုတ်ပါအခုနေအသေးမှနေလားအနေနာမှာဘုံတော်ရှိတယ်ကိုရဘုံတော်ထဲဝါရလိုက်ပါဘုံတုံးထက်ကိုဝန်တော့မလာလိုက်ပါရနာမပေးဝဲနေလိုက်ပါကိုရှိနေရမှာတော့ကလေရင်လာဆိုတော့ကဟိုကိုပြလိုက်တော့အရှင်မရှိပါပဲလေတကယ်ရှာဖို့လားသူဟုတ်ပါဆိုကြရအခုနေအင်္ဂါကြကေပေါ့ဒါဘယ်လိုဖိုင်လာမလဲအစားဆိုင်ပဲဒီပြီးအစားဆိုင်မဆိုင်ကိုလေဟိုဒါပဲဆိုလေဟိုရဟဖိုင်ပြီးနောက်ပဲလေကေဖမလာပါပဲဒါဘူးစကေနေတခုလုံးကပရာဖိုင်လာပါမလားမင်းလုံးအင်းလောလာပါရနေဖိုင်လို့အစားတိဆိုင်မဆိုင်ဘူးလေတော့ဆိုင်ကေဖမလာပါပဲလေဟုတ်ပါအင်းဒီပါအင်းအားလုံးမင်းလောဟဲ့ဟုတ်ပါမလားနော်ဟုတ်ပါစကေဒီရလာနာတိကြရဲ့အချိန်နဲ့ပါမလဲကျွန်တော်တို့အိမ်မင်းလောရဲ့အချိန်နဲ့ကအောင်တယ်ကွာပါလားအရှင်ကတော့အများကြီးမကွာပါအေးဒါဆိုလေမင်းကကြခဲ့ဟိုပဲပေါ်ချမင်းဒီပါမျိုးဟိုလောက်စားကနည်းနည်းအရှင်ကာဗနာလောက်ရမဟုတ်ဘူးနဲ့ရှာရှောင်းကလေးပါလေရှာရှောင်းပိုင်လုံးဝရှာပြီးဆိုတာနဲ့ကဟိုအိမ်မှာလေဟိုရှိကြဒီဟိုရှောင်းယူဖို့အိမ်ရှောင်းယူဖို့ဆိုတာလေယူဖို့လေအရှင်မရပါအများကြီးလေးပေါ်ပါစေကေဟုတ်အေးပေါ်ပါစေမင်းနိုင်အရှိုးအတွန်းမှာပဲလုံးဝအိမ်ကလုံးဝစောင်းလုံးပြလောက်လာကြပါလေကိုများစီတမဲတော့မှာဟုတ်ပါဟုတ်ပါဆိုကေတီစီပီစီအိုင်လေးယူဖို့ရှင်မရလိုက်ရအရှင်မရလိုက်ပါပဲစီယူအကြကြီးဟုတ်ပါဒါရောမဆိုကျွန်တော်တို့အသားတစ်ချောက်တော့ကေကျွန်တော်လွယ်နောက်လာပါတယ်မလိုက်ပါနော်ဆိုကေအခုနေနေပေါ့ဒီတခါကျွန်တော်တို့အခုဆိုကေကိုရောအာခါပေတော့မှနေပြီနာလီကိုတိုက်ခိုက်မှုကလိမ့်တိုက်လို့ကုန်နေရပါဟုတ်ပါဆိုကေရထိမှာဟိုအချိန်မွေးဒီဘမျိုးတိုက်ခိုက်ခံရနိုင်တော့နေပြီနာအခါလူတီကိုပေါ့ဟိုကိုရောကဇာတိမှာရှင်တယ်ရှိပါလေဒီဘမျိုးလီကိုတိုက်ခိုက်ခံရတယ်အခါလူတီကိုတော့ကဟိုဇာပမာရှောင်းလဲဆိုကေဟိုလေရင်လာရဲဆိုကေနေပြီနာဟိုရာဝနေရာမှာဝဲနေကြဖို့ပါမနာရဲ့ဘေးနာလူကဇာပန်ပရောတချို့ကတော့ကဝဲနေဖို့ကြောက်ကိုပဲဟိုဇာပဆိုပြီးခါကဲပါရဲ့ပဲရပိုင်မမနေဘူးနဲ့ကိုအသားအန်တွေတော့ဆိုရင်ဟိုညာဖိုက်တယ်ဆိုကေနေပြီနာရာဝနေရာမှာဝဲပလိုက်ပါရောငါတော့အလွန်ခုံဆုံးပါဗျဇာပဆိုကိုလေးတစ်ခါလေးမကုံဘူးမဖိုင်းနိုင်ဆိုမနာတော့ဟို
ပေါ်စားပနာတော့မှာတွေ့တော်လို့မရပါလဲကိုလေရင်တန်ကောက်ဆိုတော့နေရာမှာဝယ်ပလိုက်ကြတော့အကောက်ဆုံးပါဗျာ တခုဖေးဆောက်လို့မနေတယ်ရာနီကတည်းဝဲတည်းခါမှာပါနော်အခုခံတာကိုအနေထားတာဟိုဒါပဲမျိုးရှိပါလေ ခန္ဓာကိုယ်အနေထားကတော့လုံးဝဝယ်ပလိုက်တယ်ရေလေရပါဆိုကလေးနည်းနည်းလောက်တော့ဟိုမေဘရန်နဲ့တန်လို့တော့မကြားပါလဲပေါ့စီရေလေဟိုကန်ကောက်စားကြကနည်းနည်းအကာကိုရှိသေးနည်းနည်းပါရှိလို့ပါလေ ကျွန်တော်ရမကြားလိုက်တဲ့ဒီပေါ်လာလူနိုင်ဆိုဟို position မှန်လိုက်ပုံပေါ့ပါနော်ဟိုကျွန်တော်ဒီနေရာမှာဖေးဆောက်ပြီးနာမှန်တယ်ကျွန်တော်တို့ဒီအခုဆိုရင်အနေနဲ့မှဆွဲပိုက်ပါရမလားနော်ရနမှာကြားရည်ဒီရခင်မှာအခုခံတဲ့ဒီမေနဲ့အားနေလို့တော့မရှိသမှာဒီတကယ်လို့မေဒီမှာအားနေဆိုတော့ကျွန်တော်ဒီမေက vibration နဲ့နေပြီးနာ ဟုတ်ပါ ဟောဖိုင်လိုက်နိုင် ဟုတ် ပါ ပါလုံးဝအားနေကြတော့မဟုတ်ပါလဲ ဟုတ်ပါ ဝဲဆိုလို့တော့ ဟုတ်ပါကျေးဇူးတော်ပါဖေပြီးတော့ဒီကျွန်တော်ဒီအာရခပေတော့မှာဒီလီဂိုတိုက်ခိုက်ခံရမှုတွေကနေပြီးနာနေစိန်ရာချနေပြီးနာရှိနေပါတယ်အပိကေအခုကဒီပြီးစိုင်းရေးပိုင်မဲ့တီထားနေပြီးအရေတာပေသူတီစူးစိနေနေရာဒီကိုနေပြီးနာတမန်တကာရူရရှာရှိပိုင်နေတဲ့ဟိုမြပါတယ်ဆိုရင်ရခင်နေမှာကျွန်တော်တို့နေပြီးကေကိုရိုပေသူတီအနေနဲ့ဟိုဆောင်းရန်ရှောင်းရန်ဒီကိုနေပြီးနာဟိုတတိထားနိုင်ဖို့တော့နေဆာခနိုင်ဖို့တော့နေပြီးနာကျွန်တော်တို့အမှန်တကယ်နေပြီးနာမေပါမှာကွန်ပျူတာရတယ်ဒီအေရီယာထိကလွယ်မောက်လာရေလူတယောက်ရဲ့အတွေးကုန်ကိုကျွန်တော်တို့နေပြီးနာပင်လေပြီးနာဟိုပေါ်ထောက်ပါဆိုဖိုက်ပါရေဆိုကေဒီဗီဒီယိုကိုကြည့်ပြီးနာကျွန်တော်ဒီလီဂိုတိုက်ခိုက်ခံရခဲ့နေပြီးဟိုဇာပမျိုးနေစားပြီးဟိုအတောင်းတော်ဆုံးဖိုက်ပလေးဆိုတော့ဟိုတီးဖို့ထောင်ပါတယ်သူဆိုကေနေပြီးနာဒီဘုံခိုချန်ထေကိုဝါရှင်လေးမရလိုက်အေးတိုက်ပဲအစံကရဲဆိုတာနဲ့နေပြီးနာဟိုထိုင်နေရာကနေအေးတိုက်ဝယ်ပလိုက်ပြက်စလို့ပြရပါတယ်ဝယ်ပလိုက်တွေတော့နေပြီးနာအစားတော့မှလူတစ်စင်းနဲ့ကိုရောက်ပြီးလာပြီးနာ30ကျော်တန်ရတဲ့အခါဒီဖိုက်စီမှာဒီသူဆိုကေတခလေးတန်းနေပြီးနာဟိုထိခိုက်တန်ရလေးမရှိခါအတိုင်းတွေစိုးရင်ကြတယ်တခလေးမရှိခါပြင်းနေလွယ်မောက်လာပဲဆိုကေကျွန်တော်တို့အာရခပေတွေကမိဖပေသူဒီငင်ကိုမော်တော်မာတီအနေနဲ့လေးတန်းနေပြီးလီဂိုတိုက်ခိုက်ခံရရဆိုကေကိုရောက်တဲ့နေရာမှာဒီခန္ဓာကိုယ်အနေထားမှန်မှန်နဲ့ခန္ဓာကိုယ်အနေထားမှန်မှန်ဆိုကျွန်တော်ဒီမေဂီနဲ့နေပြီးနာရာဖယ်နဲ့နေပြီးနာမေဂီနဲ့မအားစီပါကေပြီးကေဟိုပစားကိုနေပြီးနာဟာထားပါဘူးနောက်ကိုနေပြီးနာပိတ်ထားပါဘူးကျွန်တော်ဟိုဒီခန္ဓာကိုယ်အနေထားမှန်မှန်နဲ့နေပြီးနာနေပြီးရောက်နေရမှာဝယ်ပလိုက်ခဲ့ဖို့တော့ထဲဆောင်ပြီးနာအပြင်ပူးပါရဲ့ဒီဗီဒီယိုကိုကျေးဇူးမိထားခဲ့တဲ့မိဖက်ပေသူတရားချမ်းစစ်တိုက်ကိုအထူးမှကျေးဇူးတောင်းပါတယ်ကျွန်တော်တို့ဒီအာရခပေထော်တော့မှာဒီအန်ဒရီဘေးအန်ဒရီကောင်းကောင်းနဲ့နေပြီးနာမိသားစုနဲ့အတူပဲပဲဆောင်းလုံးလုံးခုံခုံနေနိုင်ခဲ့ပါစီလို့ကျွန်တော်ဖူဆောင်ဖော်ဒေးရှင်းကနေပြီးနာစူတောင်းမိတ်တာပို့တာလိုက်ရပါတယ်အားလုံးကျေးဇူးတောင်းပါတယ်